ကဲဒီနေ့ကတော့ Derry Miller ရဲ့ show ပွဲလေးကိုအားလုံးစာဆုံးသွားကြည့်ကြမယ်ခင်ဗျကျွန်တော်ကတော့ Sunday Stranger ကညီလေးအိမ်စင်နဲ့အတူ just လူတွေနဲ့ senior ကြမယ် okay အခုကျွန်တော် Derry Miller ရဲ့ Derry Miller experience ပေါ့ Derry Miller ကိုလာပေးလာပါခင်ဗျာ ပြောလာပြီးတာပါခင်ဗျာ okay ခင်ဗျာတသားချစ်တော့ကဲပွဲရတော့မကြခင်စတင်တော့မှာဖြစ်ပါတယ်အငယ် Derry ရဲ့ချင်းတွေကိုတော့ဘယ်ဆိုတော်တွေကဘလို့တီးဆိုမလဲဆိုတာကိုဆက်လက်ရှုစားရတော့မှာဖြစ်ပါတယ်အငယ် Derry ရေးပေးတာတဲ့ရင်းအောင်ရဲ့နန်းကြထွတ်ပေါက်မဲ့နေလို့ဂျီလက်နောက်တစ်ပုတ်အနေနဲ့လိုင်းချောင်းတောင်နေတဲ့ချင်းကိုဂျီလက်ပြာယုံကော်ဖီဆိုင်တဲ့ချင်းကိုတီးဆိုပေးမဲ့သူကတော့အောင်လားဆက်လက်ပြီးအမြဲဆုံးတွေ့မဲ့တဲ့ချင်းကိုလည်းအောင်လားပဲတီးဆိုဖြောပြပေးခဲ့ပါတယ်ဦးညီဘူးဆိုပြတယ်ငိမ့်တကယ်တော့ကျွန်တော်တို့ကဖြူတယ်လေးတွေဦးညီဘူးဆိုပြတဲ့ဖြူတယ်ပေါ်ရမှုတချင်းကိုတော့ Graham ဘယ်သူချက်ခိုင်းလဲလို့တချင်းကိုတော့စီသူလွင်ဆယ်လီဆိုတချင်းကိုတော့ဇော်ပိုင်ဆက်လက်ပြီးဇော်ပိုင်ကပဲမင်းနဲ့မယ်မခေါ်ချင်တော့ဘူးကဲနောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်အငယ် Derry Miller ရဲ့လက်ကိုကြောက်ရွံ့လို့လာပါပြီခင်ဗျဒီပွဲမှာတော့အငယ် Derry ရဲ့မထွက်သေးတဲ့လူလိမ်မှာပြုံးပါမလားဆိုတဲ့တခြင်းကိုလည်းအငယ် Derry ကိုယ်တိုင်တီးဆိုပြောပြပေးခဲ့ပါတယ်ခင်ဗျဆက်လက်ပြီးအငယ် Derry Miller ကတော့တဲနုတချင်းကိုဟော်လိုဂီတာလေးတစ်လုံးနဲ့အားလုံးကိုငိမ့်ငိမ့်ညောင်ညောင်တင်ဆက်ဖျော်ပြသွားပါတယ်ခင်ဗျာကာသနာလေးပေးချာဘောကိစီယတာနောက်ဆုံးတချင်းတစ်ပုတ်အနေနဲ့မိုက်ပစ်ဆိုတဲ့တချင်းလေးကိုအငယ်ကတီးဆိုဖျော်ပြပေးခဲ့ပါတယ်အငယ် Derry ရဲ့ပွဲသိမ်းဖျော်ပြမှုတွေမှာကျွန်တော်တို့ချက်သိမ်းတွေပါထားခဲ့ရပါတယ်ခင်ဗျကဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျကဲအငယ် Derry Miller ရဲ့ experience show လေးကတော့ပြီးဆုံးသွားပါပြီခင်ဗျကဲပွဲပြီးဆုံးသွားချိန်မှာတော့ကျွန်တော်တို့ရဲ့ဟန်ဆောင်ကင်းတဲ့အဖြူတွေအငယ် Derry Miller ကတော့ပြည်သက်တွေအမတ်တရလက်မှတ်တွေလည်းရေးထိုးပေးခဲ့ပါသေးတယ်ခင်ဗျကဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့ကတော့အိဇင်နဲ့ Zois ပဲဖြစ်ပါတယ်အဆောင်ကင်းတဲ့နေထိုင်မျိုးရှာလာကနဝင်းမျိုး Just in the body and in